လေရင်ဘော်ကအင်သာအညီကြီးရီဘေရောက်သားတလဲဆိုတာသိချင်နေပြီလားစိတ်မပူပါနဲ့လေရင်ပြန်တန်းနေစင်မှာအဲ့ဒီအညီကြီးတွေကိုလေတွေကိုစွန့်ပစ်လိုက်တာမျိုးမဟုတ်ပါဘူးလေရင်ဝမ်ပိုက်ထဲမှာရှိတဲ့အထူးပြုလုပ်ထားတဲ့အလုံးပိတ်ကန် seals tank ထဲမှာတေချာတင်စီထားတာပါအဲ့ဒီကန်ဟာအရေးယိုစိမ့်တာဒါမှမဟုတ်အနံ့အသက်ထုတ်တာမျိုးမချေအောင်အထူးဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်အညီအကျေးတွေကိုဘယ်လိုစွန့်ထုတ်တယ်လဲနံပါတ်1လေရင်စင်သက်ချင်းလေရင်မြေပြင်ကိုစင်သက်တာနဲ့မြေပြင်ဝင်နှင်းတွေကအညီအကျေးစုပ်ယူမဲ့အစိမ်းရောင်တိုင်ကြီးက Handy Wagon နဲ့ရောက်လာပါတယ်နှစ်စုပ်ထုတ်ချင်း pipeline ကိုချိတ်ဆက်ပြီးကန်တဲကအညစ်အကြေးတွေကိုဘေးကန်းလုံခြုံစွာစုပ်ယူပါတယ်။ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုအပြည့်နဲ့မထိတွေ့စေဘဲအလုံးပိတ်စနစ်နဲ့လှုပ်ဆောင်လာဖြစ်တယ်လို့ဝန်ထမ်းတွေကလည်းကူးစက်မှုမရှိအောင်အကာအကွယ်ဝတ်စုံတွေအပြည့်အစုံဝတ်ဆင်ထားရပါတယ်။၃တန့်စင်ခြင်းစုပ်ယူပြီးသားအညစ်အကြေးတွေကိုလေးစိတ်အတွင်းမှာရှိတဲ့တန့်စင်စက်ရုံဒါမှမဟုတ်ဒေသန္တရရေစိုးတန့်စင်စက်ရုံတွေစီပို့ဆောင်ပါတယ်။အဲ့ဒီမှာအပူချိန်မိမိနဲ့ပိုးတက်တာအနေထိုင်ဆိုတာနဲ့စစ်ထုတ်တာတွေကိုအစင်စင်လှုပ်ဆောင်ပြီးဘေးကန်းနဲ့ရေသို့မဟုတ်ထိန်းချုပ်စွန့်ပစ်ပစ္စည်းအဖြစ်ပြောင်းလဲလိုက်ပါတယ်